ဒီနေ့မဲအစ်စ်တွေရောက်တယ်ဒီဟာလေးရယ်ဒါလေးရယ်ယူတိုက်ရတယ်ဆိုတော့ပထမဆုံးဒီ box လေးကိုအရင်ဖွင့်ကြည့်ကြမယ်ဒါလေးကိုအရင်ဖွင့်ကြည့်နေလို့โอ้ဒီမှာတော့ကြိတ်ကလေးเย้ချစ်စရာလေးပန်တာတော့ကြိတ်ကလေးပြီးရင်တော့သူကမဲရဘယ်နှခုပါလဲဆိုတော့2 4 6 8 10 12ထုတ်တော့ပါတယ်ဆိုတော့မှာဖောက်ကြမယ်ပထမဆုံးမှာအပြင်ကနည်းနည်းတော့မြင်နေရတာပေါ့နော်ပိုလိုကာပိုလိုကာရမှာပါစံ900ပြီးတော့ဒီအမဲဖောက်လိုက်မယ်ဒီတိုင်းကပို့ပြီးတော့ရရစင်တယ်ကလစ်ပါဗျာပြီးတော့ဖုန်းပေဒီမှာဖုန်းပေ1000အတန်အတော်ဘိန်းတာအတန်သုံးတယ်ဆိုတော့ဖုန်းပေပါပါတယ်ဟိုးမစိုးနော်ဒီကပိုလိုကာထဲမှာပတ်စံပါတယ်ဗျဘယ်လောက်တန်လဲဗျဟိုး900တယ်900ပြီးရင်ဒါကတော့ဒီမှာခေါင်းစည်းကြိုးလေးတွေမြင်နေရတယ်ဒါလေးမိုက်တာပဲခေါင်းစည်းကြိုးဒါလည်းဒီမှာခေါင်းစည်းကြိုးမဖောက်တော့မြင်နေရဆိုတော့ဒီမှာနောက်ထပ်ပိုလိုကာပတ်စံပါတယ်ဗျာဒီမှာ200ဟိုး200တယ်နောက်တော့ဒါလည်းပိုလိုကားပဲဒါလည်းပတ်စံပါတယ်ဗျာပတ်စံစက်တပ်ပလာနဲ့ညှက်ထားတာမလေးတော့ဆွဲထုတ်လိုက်ရတယ်200ပဲ200တယ်နေ့ကိုဘယ်နှခုတောင်ပါလားပြဒီမှာဒါတခြားလုံးပြမယ်ဒီအီးချိတ်လေးနဲ့တင်တန်နေပြီ तू ကဘယ်လောက်ပေးရပါလဲမမီ6000လား6500ကဲဒါလည်းပိုလိုကာလည်းပတ်စံပါတာဗျာ1000တန်ဝါ1000တန်ပါတာโอเคပါလာကြီးလားတားကြီးอ่ะဒီမဲ့နောက်တစ်ခုနောက်ထပ်2ခုပဲကျန်တော့တယ်နောက်ဒီမှာတစ်ထုံနဲ့ဖုန်းပေ1000တန်ပါတယ်နော်အိုးဒါလည်းဟိုပါပဲ200တန်ပတ်စံပဲကဲဒါလည်းနောက်ဆုံးတစ်ခုဒီထဲမှာတော့ပတ်စံပါတယ်လို့ဟုတ်တယ်ပတ်စံပါတယ်ဗျာကဲထုတ်ကြည့်ကြမယ်200ကဲအဲ့တော့အလုံးဘယ်လောက်ပြန်ရလဲတွက်မယ်ဖုန်းပေ1000တန်ဒီမှာ1000တန်တရွက်1500 200တန်5ရွက်ဆိုတော့2500ဖုန်းပေ1000နဲ့3500ဒါလေနားလိုက်လားအများကြီးပါတယ်တဝက်ကျော်လောက်ပြန်ရတယ်ဒီကောင်ကလည်းမပေးရဆို2000လောက်ပေးရမှာနော်အဲ့တော့တဝက်ကျော်လောက်ပြန်ရတယ်မစိုးကဲအဲ့ဆိုတော့အားလုံးဘိုင်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့မယ်